မင်္ဂလာပါကျမတို့အခုဒီမှာရေးထားတဲ့ဝါကြလေးတွေကိုတရုတ်လိုမျိုးပြောကြည့်ရအောင်ပထမရေးထားတာဒီငါသူ့ကိုယ်စားအချိန်ပိုဆင်းရတယ်ဒါဆိုလို့ရှိရင်ကျမတို့ကဝေါ်ကနေစမှာဝေါ်တယောက်ယောက်ရဲ့အစာကိုလုတ်ပေးရတယ်လို့ပြောချင်ရင်ထိဆိုတဲ့စကားလုံးလေးနဲ့လာမယ်ဝေါ်ထိထားငါဒီသူ့ကိုယ်စားဂျပန်အချိန်ပိုဆင်းလိုက်ရတယ်နောက်တစ်ခုဒီငါကသူ့အစားပြိုင်ပွဲပါဝင်ရတယ်ဒါဆိုရင်ဝထိထားငါဒီသူ့ကိုစားချမ်းကြားဆိုတာဒီပါဝင်တာကိုပြောတာ比赛ဆိုတာဒီပြိုင်ပွဲဝထိထားချမ်းကြား比赛ဒါဆိုငါကသူ့အစားပြိုင်ပွဲဝင်လိုက်ရတယ်ရမယ်နော်နောက်တစ်ခုလေးကငါသူ့အစားပြောပေးတယ်တဲ့ဒါဆိုလို့ရှိရင်ဝထိထား说话ဆိုရင်စကားပြောတာလေနော်ဝထိထား说话ဆိုငါသူ့အစားစကားတွေပြောရတယ်ရမယ်နော်နောက်တစ်ခုလေးကငါသူ့အစားမေးခွန်းတွေဖြေတယ်တဲ့ဒါဆိုရင်ဝထိထားဖြေတယ်ဆိုတာဒီဝေးတာလို့သုံးရုံပဲမေးခွန်းဆိုတော့问题ဝထိထားဝေးတာ问题ရမယ်နော်ဒါဆိုလို့ရှိရင်ကိုကတယောက်ယောက်အစားတစ်ခုခုလုပ်ပေးရတာကိုပြောချင်တဲ့အခါမှာအခုလိုပတ်တန်လေးမှာထည့်ပြီးတော့မှပြောကြည့်နော်